Studio 27 Channel ကကြိုဆိုလိုက်ပါတယ်။စုံဒီကြီးဥပါဒာနဲ့ပရာလောကစုံစမ်းခန်းများအကြောင်းကိုဆက်လက်တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ဥပါဒာအကြောင်းကိုပြောရအောင်ဗျာ။သူကအနေဆိုင်ရိုးရိုးအေးပဲနေတတ်တယ်ဗျ။သူ့ကိုကျွန်တော်တို့ကစုံမသိပြီနဲ့ကြောက်မယ်အစားခင်းတောင်ခင်းနေကြတာ။ဥပါဒာကကိုးတော်တော်တော်ကြိုက်တယ်။လူကတော့ခက်ဖြူဖြူပဲ။ဥပါဒာရဲ့အဖွားဆိုတိတ်ချောတာတယ်ဗျာ။တိတ်ချောတိတ်လာလို့ဗမာဘင်ကတော်ကောက်ခံရဘူးတဲ့။ဥပါဒာအမေကလည်းအတော်ချောအတော်လှတယ်ဆိုပဲဒါကြောင့်ဥပါဒာကအသားဖြူဖြူနဲ့တစ်ချိန်ကတော့လူကြောတယောက်ပဲဗျကျုပ်တို့ညာသားတွေကတော့သိတယ်မဟုတ်လားအသားအရည်ကထညက်ရောင်များတယ်တချို့နေဘူးတဲ့အနေများတဲ့လူကြတော့ပုံရည်ကြီးအောင်ပေါ့အောင်မဲမိန်းကလေးတွေကြတော့ပုံရည်ကြီးအောင်သွားပြောရင်စိတ်ဆိုးကြတယ်ဗျမိန်းကလေးတွေကိုကြတော့အသားကိုကရမက်အယောင်လို့ပြောမှကြည်နေကြတာအမှန်ကတော့အနက်ရောင်ကတော့အနက်ရောင်ပါပဲကျုပ်တို့ရွာမှာအသားဖြူတာဆိုလို့ဥပါဒာရဲ့ရွာနောက်ပိုင်းကရင်အစုကကရင်ဆက်တွေရဲ့ရွာမှာငွေတို့ချေးစားပြီးတော့အရက်ဆိုင်ဖွင့်တဲ့ဦးတရုတ်ကြီးရဲ့ဒီလောက်ပဲရှိတာဥပါဒာကြီးအကြောင်းကိုကျွန်တော်တို့သိချင်မင်းနဲ့ရွာကလူတွေတော်တော်များတော့သိမသိကြဘူးကျုပ်ဖေတော်မှရီးရမသိဘူးဗျကျုပ်ဖို့ဘာကြီးဘုံကြီးကြတော့ဥပါဒာအမေကိုမှီလိုက်တဲ့သူဆိုတော့သူကတော့နည်းနည်းပါးပါးသိတယ်ဥပါဒာဆုံးဖြစ်တာသူ့အမေကြောင့်နဲ့ဥပါဒာရဲ့အမေကမဲပြင်းလို့ခေါ်တယ်ဗျမဲပြင်းကတော့ဝမ်းတွင်းပါဆုံးတယ်သူ့ကိုတချို့ကကဝေမြောက်လို့လည်းပြောကြတယ်ဗျမဲပြင်းလို့ခေါ်တာကတော့တစ်ချိန်လုံးအိတ်လိုက်စားလိုက်စိတ်ကူးရင်လိုက်နဲ့ပြင်းနေလို့မဲပြင်းလို့ခေါ်တာတဲ့ဒါပေမဲ့မဲပြင်းလို့နာမည်ရပေနဲ့သူတို့အိမ်ကိုသွားရင်ဖုံတမုံတဲတပွင့်မတွေ့ရပဲဥရီခွက်တွေဆိုရင်လည်းမှန်ကြည့်လို့ရအောင်ကိုပြောင်းစင်နေတာပဲဗျဘာလို့လဲဆိုတော့မဲပြင်းကသူကသာအပြင်းတက်တာအိမ်မှုကိစ္စတွေအားလုံးကိုကဝေအတက်နဲ့ခိုင်းတာတယ်ဗျတခါတခါတပြက်စီးကြီးကရွာထဲမှာသူ့လူလိုလိုက်လဲနေတာတို့နွားစာဆင်းတဲ့ဓာကြီးကနွားစာတွေကိုသူ့လူလိုဆင်းနေတာတို့တန်စီပိုင်းနဲ့လှုပ်ထားတဲ့ရေပုံးကြီးကသူ့လူလိုရေတွေခတ်ပေးနေတာတို့ကိုတွေ့တယ်လို့အဖိုးကပြောတယ်ဥပဒါကြီးစွမ်းတယ်ဆိုတာမဲပြင်းတို့အိတ်နေတယ်လို့ပဲရှိတယ်လို့ဘာကြီးဖိုးကြီးကတော့ပြောဘူးတယ်ဒီတော့ဥပဒါလည်းသူ့မေချေရကိုနင်းပြီးတော့စွမ်းတာနေမှာပေါ့ဗျာအဲ့ဒီမှာမဲပြင်းဆိုတဲ့မိန်းမကြီးအကြောင်းကလည်းပြောမဆုံးပေါင်တော3000ဆိုသလိုမျိုးပေါ့ဒါတော့အခုဥပါဒာအကြောင်းပဲပြောဥပါဒာကကျွန်တော်တို့10နှစ်လောက်မှာသူကအသက်50ကျော်60နီးပါးလောက်ရှိမယ်ဗျထိကတော့တော်တော်ပြောင်းနေတာတချို့ကပြောတာတော့ကဝေတွေနဲ့ပညာပြန်ရင်ရှုံးသွားလို့ဒီလိုမျိုးရုပ်ဆိုးသွားတယ်လို့ပြောကြတယ်ဥပါဒာလူမျိုးပေါက်တုန်းကဆိုရင်ရုပ်ရည်တော်တော်ချောတာပြောတယ်မင်းသားကြီးခင်မောင်ရင်တို့စိန်လွင်တို့လိုရုပ်ရိုးတဲ့ရွာကအပြိုတွေကရုပ်ရည်ကိုကြိုက်ပြီးနဲ့ဒေါ်မယ်ပြင်းသားဆိုတာနဲ့လန့်ကြတာဥပါဒာကလည်းလူမျိုးကြီးပြတည်သွားတဲ့အထိတ်မိမတယောက်မှမရှိခဲ့ဘူးလက်ဆင့်ကမ်းမဲ့လူလည်းမရှိတော့သူတည်သွားတာနဲ့သူ့ပညာတွေလည်းဆုံးမသွားတယ်ထင်ပါရဲ့ဥပါဒာကအလုတ်တော်တော်လုပ်တယ်လူပဲဘာသာတရားလည်းတိတ်မရှောင်ဘူးတခြားဆုံးတို့ကဝေတို့ကဖရာတရားတော်ရှောင်ရတယ်မဟုတ်လားဥပါဒာကတော့ရွာမှာအလှရှိတယ်ဆိုရင်လည်းပါလိုက်တာပဲဘုန်းကြီးကျောင်းဆိုလဲသူ့ကိုခိုင်းသွားတာပဲတို့တို့ဖေလက်ထက်ကဖရာငုတ်တို့ကိုပြန်ပြုပြင်တီးဆောက်တော့သူလဲလှုပ်အားဝင်ပေးတာပဲတခါကကြုတ်ပြီးပြောဘူးတယ်ရှင်ပြုနာတာအလူမှာဥပါဒာကထင်းနေခွဲပြီးတဲ့ဒီအချိန်မှာရွာဦးကျောင်းဆရာတော်နဲ့တွေ့တာပေါ့လေဆရာတော်ကကျုပ်တို့အဖိုးဘာကြီးဖုန်းကြီးလေဗျာဟဲ့ကောင်ပါသားမင်းမလဲကွာမကောင်းတဲ့အကုသိုလ်အတက်တွေစွန့်ပြီးတော့ကောင်းမှုတွေလုပ်ရင်ပိုပြီးအကျိုးများနိုင်ရတာနဲ့ဒီလိုပြောတော့ဥပါဒာကြီးကတင်မဗျာအတက်ပညာတွေကိုစွန့်လို့မရဘူးဗျာဒါပေမဲ့အဲ့ဒီအတက်တွေနဲ့မကောင်းမှုမလုပ်ရင်အကုသိုလ်မဖြစ်ဘူးမဟုတ်လားဗျာဒီလိုပြန်လျှောက်တယ်တဲ့သူပြောတယ်လဲဟုတ်ပဲရွာဦးကျောင်းဆရာတော်လည်းထပ်ပြီးမဆုံးမှာတော့ပဲလှည့်ပြန်သွားပါတယ်ဒီနောက်ပိုင်းတွေကဥပါဒာကိုတရားမပြတော့ဘူးဆိုပဲဥပါဒာကအလုတ်ဆိုမခိုးမကပ်ဘူးဗျအလုံးနဲ့လက်လည်းမပြတ်တဲ့လူကြီးသူ့ချင်းအမြဲတခုလုံနေတဲ့လူကြီးပဲနွားစာဆင်းရင်ဆင်းနေမယ်လက်အားရင်နှီးဖြာမယ်တောင်းတွေပလုံးတွေရက်နေမယ်ဒီလိုလူသားမျိုးဗျသူ့ကတော့ကျုပ်တို့ကလေးတွေကရွာကကာလာသားတွေကခင်ကြတယ်လေကလေးတွေခင်တာလည်းမပြောနဲ့တရက်တော့ကျုပ်နဲ့ဖိုးတရုတ်တို့ကျုပ်တို့ခြံတော့ကမာလကာပင်ကြီးကိုတက်ကြတယ်မာလကာသီးတွေကအပင်ထိတ်မှရှိတော့စားမလားဆိုပြီးတော့တက်ခူးကြတာပေါ့လေမာလကာပင်ကပေ20နီးပါးမြင့်တာပေါ့ကျုပ်တို့တက်နေတာကိုပေါက်တူးထမ်းပြီးတော့လမ်းလျှောက်လာတဲ့ဥပါဒာကြီးကတွေ့သွားတာပေါ့ဟဲ့ကောင်လေးတွေဘာလို့သိမ့်ပေါ်တက်နေတာလဲကွာမာလကာသီးတွေတီးနေလို့တက်ခူးတာပါဥပါဒာကြီးရဲ့မင်းတို့မာလကာသီးတွေအကျစ်လေးတွေပါကွာမပွားသေးပါဘူးတက်မနေစမ်းပါနဲ့ကြစ်လေကြစ်ဗျာစားမရလဲအရေးစုပ်ဝါးပြီးထွေးထုံမယ်ကျုပ်တို့လည်းအရှော်မပေးနဲ့ဆက်ပြီးတော့တက်နေတာပေါ့ဒီအချိန်မှာဥပါဒာကြီးကမာလကာပင်ပေါ်လက်ညှိုးထိုးလာပြီးတော့ကဲ
အသီးအကျစ်လောင်းနေတော့အပင်မခံနဲ့ကွာမင်းတို့အသီးအကျစ်တွေပွားသွားအောင်လို့ငါလုပ်ပေးမယ်ဒီလိုပြောပြီးတော့ဗဇက်ကတဖွက်ဝနဲ့ဘာတွေရွတ်တယ်မသိဘူးဒီကမာလကာစီအကျစ်လေးတွေကကျုပ်တို့မျက်စိရှိမှနေတဖြည်းဖြည်းကြီးလာပြီးတော့အယောင်ကလည်းဝင်းလာတာဗျာကျုပ်တို့ပြအံ့ဩလို့မဆုံးပါဘူးမာလကာစီကကြစ်သေးရင်အစိမ့်ရင်ကိုဗျာပွားလာပြီဆိုရင်တော့အစိမ့်ရောင်ကနှုလာပြီးတော့တဖြည်းဖြည်းပြောင်းလာတယ်မဟုတ်လားကျုပ်တို့လည်းအပင်ပေါ်ခက်မြင်မြင်တက်ပြီးတော့မာလကာစီတွေခူးတာပေါ့6လုံးလုံးရလိုက်တယ်ထွားထွားပေါ့ပါတွေကြီးပဲဥပဒါကြီးကကျုပ်တို့ကိုပြုံးပြုံးနဲ့လမ်းဆက်လျှောက်သွားပါရောကျုပ်တို့နှစ်ယောက်သားမာလကာသီးတွေအပြိုင်ဆိုင်စားလိုက်ကြတာပေါ့ဗျာအဲ့ဒီတော့ကကလေးဆိုတော့မကြောက်ဘူးပေါ့အပင်းထဲမလားဆေးထဲမလားလည်းမသိဘူးစုံပညာနဲ့ပွားအောင်လှုပ်ထားတာကိုလည်းနားမလဲပဲစားလိုက်ကြတာပေါ့လူကြီးတွေသိရင်တော့ကျုပ်တို့ကိုစူမဗျအဖေသာသိရင်ငစော်ကြီးနဲ့စော်တော့မှာစုံကျွေးတဲ့အစာစားတယ်ဆိုပြီးတော့ကြောပြင်ကိုပြောတင်ခံရမှာအသေးချာပဲနောက်တော့မိုးကုံလို့ဆောင်းကူးလာပြီဆိုရင်ကျုပ်တို့ကလေးတွေစွန်လွတ်တဲ့အချိန်ပေါ့ဗျာစီစိန်စက်ကူစွန်လေးတွေဝယ်ပြီးတော့ဝချမ်းပြားကလေးတွေကိုချောနေအောင်တက်ပြီးတော့စွန်ချိုးကြတယ်ပေါ့စွန်ချိုးပြီးတော့အချီလုံးနဲ့စွန်တက်ပြီးလှုပ်ကြတာပေါ့ဒါပေမဲ့အဲ့ဒီစီစိန်စွန်ကအဲ့ဒီခေတ်တုန်းကအရန်ရှာတာဗျမြိုင်းသားမြို့ကိုတက်ပြီးဝဲมาရတာမြို့ကိုလည်းရွာကလူကြုံရှိမှစွန်မာလို့ရတာလူကြုံမာရင်တော့လူတိုင်းကဝယ်ပေးတာမဟုတ်ဘူးတခါတော့အဖေကမြို့နယ်စည်းဝေးဆိုပြီးတော့မြိုင်းသားမြို့တက်ပါလေရောကျုပ်တို့လည်းလိုက်ချင်တာပေါ့ဒါပေမဲ့ကလေးတွေမလိုက်ရဘူးဆိုတော့အဖေကိုစွန်နေပူစားလိုက်တာပေါ့အဖေကလည်းဘာစိတ်ကူးပေါက်တယ်မသိဘူးဗျာသူပြန်လာတော့စွန်10ကောင်လောက်ကိုပါလာတာကျုပ်တို့ကလေးတွေဆိုတာလူးလိုက်ရတာလူတွေကလည်းများပြီးစွန်ကနဲနေတာကိုနောက်တော့အချီလုံးနဲ့စွန်လွတ်ကြတယ်စွန်လွတ်ဖို့ကလည်းလေကောင်းတဲ့တလင်းကြီးတွေတွားလှုပ်ကြတာကျွာမှာကျုပ်ညီကိုဝမ်းခွက်တယောက်ရှိတယ်သူ့နာမည်ကငဆွေးတယ်မျက်စိဆွေနေလို့အဲ့လိုခေါ်ကြတာငဆွေးကစွန်လွတ်ချင်တယ်ဆိုတာနဲ့သူနဲ့ကျုပ်တယောက်တည်းစွန်လွတ်ကြတာပေါ့အဲ့ဒီတလင်းမှာသူနဲ့ကျွန်တော်နဲ့2ယောက်တည်းရှိတယ်လေကလည်းတဖြူးဖြူးနဲ့ကောင်းတာဆိုတော့စွန်ကမိုးပေါ်ကိုထောင်နေအောင်တက်သွားတာပေါ့ငဆွေးစွန်လွတ်နေတော့ကျုပ်ကလည်းတစ်ပင်ရိပ်ကနေထိုင်ကြည့်နေတာနောက်တော့ကျုပ်လည်းရောက်ပြီးဆိုပြီးတော့ငဆွေးစီကနေအချီလုံးသွားတောင်းတာပေါ့ငဆွေးကလည်းပြန်မပေးဘူးလေအဲဒီလိုလူကြိုင်းနဲ့အချီကျိုးပြတ်သွားပါလေရောကျိုးမဲ့စွန်ဆိုတာတိတဲ့တိုင်းလေးယူရလွင့်တော့တာပေါ့ကျုပ်လည်းစွန်လေးကိုနှမျောတာပေါ့ဗျာထက်ရဘူးလေသိမလွယ်ဘူးဒါနဲ့ငဆွေနဲ့ကျုပ်နဲ့ကတလင်းထဲမှာထိုးရပါရောတလင်းမေးကလဲကဥပါဒကြီးရဲ့လဲဗျစပားတွေတီးပြီးအနှံအောင်လိုက်တာထောင်နေတဲ့စပားတပင်းမှမရှိဘူးကွင်းဆက်မှာအလုံးလုံးနေတဲ့ဥပါဒကြီးပြေးလာပြီးတော့ကျုပ်တို့ကိုဖျံပြေးတာပေါ့ကျုပ်ကလည်းစွန်ပါသွားလို့ဆိုပြီးတော့ငိုးနေတာဒီကဥပါဒကြီးကလည်းခပ်ပြုံးပြုံးနဲ့မဘူးနဲ့ကောင်လေးမင်းစုံငါပြန်ခေါ်ပေးမယ်ဘလို့ခေါ်ပေးမှလဲဗျကျိုးပြက်ပြီးလွင့်သွားတာကိုဥပါဒကဘာမှမပြောပဲလေထဲလွင့်နေတဲ့စွန်ကလေးကိုလက်ညှိုးထိုးလိုက်တယ်စွန်ကအတော်ဝေးဝေးကိုရောက်နေပြီဗျပြာလဲနေတဲ့ကောင်းကင်ပေါ်မှာခရီးရီးပဲမြင်ရတော့တာဒါပေမဲ့ဥပါဒလက်ညှိုးထိုးတဲ့နောက်ကိုစွန်ကလေးကလိုက်နေတာဗျထူးဆန်းလိုက်တာကျိုးပြက်ပြီးတော့အထင်းကိုမဲ့နေတဲ့စွန်လေးကဥပါဒရဲ့ဘယ်လက်ကိုလက်ညှိုးထိုးရင်းနဲ့ဘယ်ဘက်ကိုပြန်တယ်ညာဘက်ကိုလက်ညှိုးထိုးရင်ညာဘက်ကိုလိုက်ပြန်သွားတယ်နောက်တော့တဖြည်းဖြည်းအောက်ကိုကျလာပြီးတော့ငှက်တကောင်လိုပဲကွင်းမြင်တွေကိုဖြတ်ပြန်လာတာပြီးတော့ကျုပ်တို့ခြေတော့ရှေ့ကိုဖုတ်ကလေးပြုတ်ကြပါရောကို့မျက်လုံးတော့ကိုမယုံနိုင်ဘူးဖြစ်ရတယ်ကဲကောင်လေးကြီးရန်ဖြစ်မနေကြနဲ့တော့နောက်တော့ကရန်ဖြစ်ရင်မင်းအဖေကငါသွားတိုင်လိုက်မယ်အဖေကကျုပ်တို့ဆွေမျိုးချင်းချင်းရန်ဖြစ်တာလုံးဝမကြိုက်ဘူးဗျအထူးသဖြင့်ကလေးတွေကိုကျုပ်တို့လည်းစွန်ပြန်ရပြီဆိုတော့ဆက်မလွတ်တော့ပဲပြန်လာကြတာပေါ့လေပြောချင်ပြောနေတာနဲ့အခုမှလုံရင်းကိုတတိရတယ်ဖိုးရီယိုကိုလှုပ်သွားတဲ့မီအေးဆိုတဲ့စုံမကဒွေးချောင်းရွာမှာနေတာဗျဒွေးချောင်းဆိုတာကျုပ်တို့နဲ့တော်တော်လှမ်းတဲ့ရွာပါတောင်ရိုးဘော်ကနေချောင်းများခံပြီးဆင်းလာတဲ့ချောင်းတစ်ချောင်းကဒွေးချောင်းရွာနာအရောက်မှာနှစ်ဖွားခွဲထွက်သွားတယ်ဒါကြောင့်အဲ့ဒီရွာကိုဒွေးချောင်းရွာလို့ခေါ်ကြတာအဲ့ဒီရွာကရွာငယ်ကလေးပါတရွာလုံးကလည်းလေလုတ်တငါလုတ်တဲ့ဆင်းရဲသားရွာကလေးပါမီးကအသားစားခြင်းပေမဲ့ရွာကန်လူကိုမလုတ်ချင်လို့ကျုပ်တို့စီကိုနေကြော်ပြီးတော့ဖိုးရီယိုကိုလာလုတ်တာနေမှာပေါ့ဗျာဥပါဒာကမီးကိုစုံးမလွတ်လိုက်တာကိုမီးကဘယ်ကျင်းနဲ့နိုင်မလဲအညှိုးထားတာထင်ပါတယ်အဲ့ဒီအဖြစ်ပြီးတလလောက်ကြာတော့မိန်းမ2ယောက်ရွာထိပ်ကိုရောက်လာကြတယ်တယောက်ကအရက်ခက်ရှိရှိပိန်ပိန်ပါပါခေါင်းပေါ်မှာခံတောင်းလေးတောင်ရွက်ထားတယ်နောက်တစ်ယောက်ကတော့အရက်ပူပူခန္ဓာကိုယ်ကခက်ဝါဝါဗျသူကရွာထိပ်ရောက်တော့ဘေးကကွင်းမြင်ထဲမှာနွားကြောက်နေတဲ့ကျုပ်ကိုတွေ့တော့ပါရောအကျုပ်ကလည်းကွင်းထဲမှာနွားတွေကိုလှန်ထားပြီးတော့အနားကဇီးပင်အောင်မှာပလက်လန်းပြီးတော့အိတ်နေတာပေါ့ဗျာဒီမိန်းမတွေကကျုပ်ကိုကြည့်ပြီးတော့ဟဲ့ကောင်လေးနင်တို့ရွာမှာဥသာဆန်ဆိုတဲ့လူကြီးရှိလားဘဲကဥသာဆန်လဲဗျာကျုပ်မသိဘူး
ဥပဒါလို့ခေါ်တဲ့လူကြီးလေဩဥပဒါဆိုရင်တော့ဥပဒါလို့ပြောပါရှိတယ်ဒါဆိုအဲ့လူကြီးသွားခေါ်ပေးစမ်းပါကျုပ်ကိုတကြီးသားကိုလာပြီးတော့ခိုင်းလာပြူလာနေမြကျုပ်လည်းတမန်ခင်းလုံးနွားတွေနောက်လိုက်လာဆိုတော့ခြေထောက်တွေကလည်းညောင်းနေပြီလှဲနေတာကနေမထချင်ဘူးမခေါ်ပေးနိုင်ဗျာတွေ့ရင်သူ့ရွာတဲ့လိုက်သွားပေါ့ကျုပ်ကလည်းကျွတ်ဆက်ဆက်နဲ့ပြောလိုက်တယ်ဟက်ကောင်လေးသွားခေါ်ပေးလို့ပြောနေတယ်လေအဲ့ဒီအချိန်မှာအဲ့ဒီမိန်းမ2ယောက်ထဲကပူပူဝါမိန်းမကမျက်စောင်းထိုးပြီးကြည့်တယ်ဗျာသူမျက်စောင်းထိုးတာခံလိုက်ရတဲ့အချိန်မှာကျုပ်တကူလုံးလဲကြက်သီးတွေတဖြန်းဖြန်းထပြီးတော့တမျိုးကြီးဖြစ်ပြီးကြောက်လာတယ်အဲ့ဒီခါမှာပူပူဝါမိန်းမကိုဘေးနာကအရက်ရှိရှိနဲ့မိန်းမကလှမ်းပြောတယ်ညီမလေးရဲ့စိတ်ကိုလျှော့ပါဒါပေမဲ့အဲ့ဒီပူပူဝါမိန်းမကစိတ်မလျှော့တဲ့ပြင်ကျုပ်ကိုလက်ညှိုးထိုးပြီးတော့ပြောတယ်ဟဲ့ကောင်လေးနင်သွားခေါ်ပေးမလားမခေါ်ပေးဘူးလားကျုပ်ကလည်းအဆုံးစုံထိမခေါ်ပေးဘူးလို့ညင်းလိုက်တာပေါ့ဗျာအဲ့ချိန်အဲ့မိဘကကွင်းထဲမှာလှန်ထားတဲ့အိမ်ကနွားကြီးကိုလက်ညှိုးတစ်ချက်ထိုးလိုက်တာနွားကြီးကဘာဖြစ်သွားလဲမသိဘူးဗျာခွာရီရက်နေတာဖုံလူထနေပါဦးကျုပ်ကလည်းနွားကြီးကိုထူးဆန်းလို့ကြည်နေနေနွားကြီးကကျုပ်စီကိုဂျိုးကော့ပြီးတော့ပြေးလာပါရောဗျာဒီနွားကြီးကအဖေရဲ့ခိုင်းနွားကြီးဗျအလုံးလူရင်နဲ့အလုံးလိမ်ပါတဲ့ကောင်ကြီးအခုတော့တခင်ဖြစ်ပြီးအမြဲတမ်းကြောင်းနေတဲ့ကျုပ်ကိုလိုက်ဝှေ့ပါရောကျုပ်လည်းဘယ်ပြောကောင်းမလဲဗျာကြောက်ကြောက်နဲ့ရွာထဲဝင်ပြေးရတာပေါ့ဒီတော့မှပူပူဝါနဲ့မိမကခါထောက်ပြီးအော်ရီတော့တာပဲနောက်တော့မှအတန်နဲ့ကြီးနဲ့အော်လိုက်သေးတယ်အဲ့ဒီဘာသာဆိုတဲ့လူကြီးကိုပြောလိုက်တွေးချောင်းကမီအေးလူညီမရွာထိပ်မှာရောက်နေတယ်လို့ပြောလိုက်စမ်းပါတတိရှင်ထွက်လာခဲ့ထွက်မလာရင်ငါတို့ရွာထဲဝင်ပြီးတော့အိမ်ပေါ်ကနေဇောက်ဆိုးထွဲချမယ်လို့ပြောလိုက်စမ်းဒီလိုတဟားရီနဲ့ဆိုပါတယ်ဒီအချိန်ဥပဒါကြီးကအင်ရှိကွက်ပြမှာထိုင်နေပြီးတော့ကွန်းစားဖို့ကွန်းရနေတဲ့အချိန်ပြရွာလေလန်းအတိုင်းဖုံတလုံးလုံးနဲ့ပြေးလာနေတဲ့ကျုပ်ကိုဥပဒါကြီးကကြည့်လိုက်တယ်ကျုပ်နောက်ကနွားကြီးလိုက်လာကိုလည်းတွေးလိုက်တယ်ထင်ပါတယ်ကျုပ်လည်းဘာမှမပြောတော့ဘဲနဲ့ဥပဒါချန်နယ်ကိုပြေးဝင်လိုက်ပါတော့တယ်နွားကြီးကလည်းကျုပ်နောက်ကိုလိုက်နေတော့မဲဗျဥပဒါကြီးကနွားကြီးကိုဟိတ်ဆိုပြီးတော့တခြားဟောက်လိုက်တာနဲ့နွားကြီးကနဖားကျူးအစွဲခံလိုက်ရသလိုတုံနဲ့ရက်သွားပြီးတော့ရှည်လေးဘက်စလုံးထိုင်ကျသွားပြီးရှာထွက်ပြီးမောနေပါဗျာဥပဒါကြီးကတခုခုမူမမှန်တာသိလိုက်ပြီလေဒါပေမဲ့ကျုပ်ကလည်းအမောစုံနေလို့စကားတော်မပြောနိုင်ပဲအသက်ကိုမနှဲကိုရှူနေရတာနည်းနည်းကြာတော့မှဥပဒါကြီးဟိုရွာထိပ်မှာဒွေးချောင်းကမိအေးလူညီအမဆိုလာပါလားရောက်နေတယ်ဗျကျွန်တော်ကိုသွားခေါ်ခိုင်းတာခေါ်မပေးဘူးဆိုလို့နားနဲ့လိုက်ဝေခိုင်းတာပဲဥပဒါကြီးကဒေါသထောင်းဝင်နဲ့ထွက်သွားပြီးတော့ကွက်ပြစ်ကနေထထိုင်လိုက်တယ်ဒေါသထွက်လုံးတို့နဖူးကြောကြီးတွေဆိုရင်တင်းနေတာပဲဗျာအော်မီအေးနင်းကနာကျင်လို့ဒီအထိလိုက်လာတာပေါ့လေဥပဒါကြီးကတစ်ချက်ပြုံးလိုက်ပြီးတော့သူကင်နေကြကိုယ့်ရင်ကိုကျုပ်စီကိုလှမ်းပေးတယ်ဗျဟေ့အလက်ကောင်ကိုယ့်ရင်ပိုက်ပြီးငါတော့လိုက်ခဲ့ကွာဒီလိုပြောပြီးထွက်လာခဲ့တယ်ချန်ပီယံရောက်တော့နွားကြီးကရှာတွေပြာနေပြီးတော့မျက်လုံးကြီးလည်းပြူးနေတာပေါ့ဥပဒါကြီးကနွားကြီးကိုတစ်ချက်ကြည့်ပြီးလိုက်တော့ဒီကောင်မမင်းနွားကိုသေအောင်လုပ်လိုက်တာကွာငါကွန်းရထဲကကွန်းရတရွက်နှိုက်ပြီးစမ်းကျုံးလဲကွန်းရကိုဖွင့်ပြီးတော့အောက်ဆုံးအန်ဆွဲထဲမှာထည့်ထားတဲ့ကွန်းရတရွက်ကိုနှိုက်ပေးလိုက်တာပေါ့ဥပဒါကအဲ့ဒီကွန်းရကိုလက်ဘွားမှာကပ်ပြီးတော့သူတရွေးတစ်ချက်ထွေးချလိုက်တယ်နောက်တော့နွားကြီးရဲ့ရှာကိုအဲ့ဒီကွန်းရနဲ့ပုတ်ချလိုက်တယ်ကဲမင်းနွားကြီးကောင်းသွားလိမ့်မယ်လာဝါငါတို့သွားစို့ဒီနေ့ကဟိုကောင်မတွေအလှဲ့ကွာအရင်ခေတ်ကကွန်းကြိုက်တဲ့လူတွေကအခုခေတ်လိုကွန်းကိုယာပြီးတော့ထုတ်မသွားဘူးကွန်းရဲ့ကိုတကူးတကအပင်ပန်းခံပြီးတော့တည်ကြတာစားကနေမှစိတ်ကြိုက်ယာပြီးစားကြတဲ့ခေတ်ပေါ့ဥပဒါကြီးကအရှိကနေခြေလန်းကျကျနဲ့သွားကျုပ်ကလည်းကွန်းရဲ့ပိုက်ပြီးအနောက်ကနေပြေးလိုက်သွားတာကိုမြင်တော့ရွာသားတွေကကျုပ်တို့အနောက်ကိုလိုက်ကြတာဗျာခုနကရွာကလမ်းလေအတိုင်းအော်ဟစ်ပြီးတော့ပြေးလာတာကိုမြင်လိုက်ကြတာကိုစုံးနေပညာလာပြိုင်တာထင်တယ်ကွာရွာသားတွေတယောက်တစ်ပေါက်ကောက်ချက်ချပြီးတော့ကျုပ်တို့အနောက်ကိုလိုက်လာခဲ့ကြတယ်ဗျရွာထိပ်မှာပေါက်ကုန်းလို့ခေါ်တဲ့နေရာရှိတယ်ကုန်းကူလေးဖြစ်နေပြီးတော့အဲ့ဒီပေါ်မှာလူကြီးနှစ်ဖက်စာလောက်ရှိတဲ့ပေါက်ပင်ကြီးတစ်ပင်ပေါက်နေတယ်အဲ့ဒီကုန်းကလေးကိုပေါက်ကုန်းလို့ခေါ်ကြတယ်အဲ့ဒီနေရာလည်းရာဇဝင်ရှိတယ်တရေ၆လိုက်တာလည်းမပြောပါနဲ့အခုလဲဥပဒါကရွာထိပ်ရောက်တာနဲ့မီအေးတို့နှစ်ယောက်ကိုစိုက်ကြည့်လိုက်တယ်ဗျမီအေးဆိုတာဘယ်ကောင်းမှလဲပူဝါနဲ့မိမကသူ့ရင်ဘက်ကိုပုတ်ပြလိုက်တယ်မီအေးဆိုတာကျုပ်ပဲခေါ်တာကကျုပ်မှမီသေးစိုးတွေကသူတို့နာမည်ကိုအမှန်မပြောကြဘူးနာမည်ကိုတမင်ဖွက်ထားလေးရှိတယ်မဟုတ်လားအခုလဲမီအေးတို့မီသေးတို့ဆိုတာနာမည်ဝက်တွေဖြစ်မှာပေါ့ဗျာဥပဒါကခလန်းလန်းကမြင်နေရတဲ့ပေါက်မကြီးကိုလက်ညှိုးထိုးပြီးတော့ကဲနင်တို့တွေဒီကိုလာခဲ့ကြလမ်းလေကောင်ကြီးမှရုပ်ပြတ်တယ်မ
မီးနဲ့မီးသေးကအရှိကဥဆောင်သွားပြီးတော့အနောက်ကဥပါဒာနဲ့ကျွန်ုပ်တို့ရွာသားတွေလိုက်ခဲ့ပါတယ်ရွာသားတွေဆိုပေမဲ့လည်းတိတ်မများပါဘူး15ယောက်လောက်တော့ရှိပါတယ်နေခင်းချိန်ကြီးဆိုတော့လဲတဲ့ဆင်းတဲ့သူကဆင်းအလုံးလုံးတဲ့လူကလှုပ်ဆိုတော့ရွာမှာလူသိပ်မရှိဘူးပေါ့ဗျာပုတ်ပင်ကြီးကအပွင့်တွေကလည်းရဲနေတာပဲဗျာအောက်ကကုန်းမှာလည်းပွင့်ကြွေတွေနဲ့ရဲနေလို့ပေါ့ပုတ်ပင်ဆိုတာမျိုးကတော်တော်တော့လှတယ်မဟုတ်လားဒါတော့စကားပုံရှိသေးတယ်အစင်းသားရှိအချင်းမရှိတဲ့ပုတ်ပင်ဆိုပြီးတော့လေပုတ်ပင်ကြီးအောက်မှာဥပါဒာကြီးကမတ်တက်ရက်လိုက်ပါတယ်တို့ကလည်းစုံးနေပညာပြိုင်မှာဆိုတော့ကြောက်တာပေါ့လေဒါနဲ့ပုတ်ပင်ကြီးနောက်ကနေကွယ်ပြီးတော့ကြည့်ကြတာပေါ့ဥပါဒာကကျုပ်စီကိုကိုယ်အေးလှမ်းယူလိုက်တယ်ပြီးတော့အေးလူလူပဲရှက်နေတယ်ကဲနင်တို့ကဧည့်သည်တွေဆိုတော့နင်တို့လှုပ်ချင်တာလှုပ်ပြီးတော့နင်တို့ကဦးစားပေးတယ်မီးကဥပါဒာကြီးကိုမျက်စောင်းထိုးကြည့်တယ်နဲ့အရန်ကြောက်စရာကောင်းတာဗျာဥပါဒာကတော့သူ့ပုံစံအတိုင်းခက်ပြုံးပြုံးဝဲဗျရှဲအင်းကြီးအစုပ်ကြီးတစ်ထည်ကိုဝတ်ထားတယ်ရှဲအင်းကြီးကလည်းကြောကုန်းမှာပေါက်နေသေးတယ်ဗျအောက်ကသူ့ကြောကုန်းဖြူဖြူကြီးကိုကျုပ်တို့မြင်နေရတယ်ပစိုးကိုခတ်တူတူဝတ်ထားပြီးတော့ခုံမနဲ့မဲမဲကြီးစီးထားပြီးတော့ခြေထောက်ကိုအရှိကိုတလန်းတိုးပြီးတော့လူကခက်နွယ်ရက်နေတယ်ဟေ့လက်ကောင်ငါ့ကိုကိုယ်ပေးစမ်းမီးကဥပါဒာကြီးကိုလက်ညှိုးထိုးပြီးတော့ဘာတွေပြောနေမှမသိဘူးကပတ်စီပွားစီလှုပ်နေတယ်ဥပါဒာကြီးကလည်းဘာမှမဖြစ်သလိုအပြုံးလည်းမပြတ်ဘူးဗျကျုပ်ကလည်းဥပါဒာကိုကိုယ်ပေးပြီးတာနဲ့ပေါက်ပင်ကြီးအနောက်ကိုခုံဝင်လိုက်တာပဲဗျာပေါက်ပင်အနောက်ကမြင်ဝင်းတော့တိတ်မကောင်းဘူးဗျကျုပ်ကလည်းဆက်ဆူတဲ့ကောင်ဆိုတော့ဥပါဒာကြီးမျက်နှာကိုမမြင်ရလို့ပေါက်ပင်နောက်ကနေအသာကလေးထွက်ပြီးတော့အနားကလဲကသေးယူကနေဝစ်ပြီးတော့ကြည့်နေလိုက်တယ်အဲ့ဒီနေရာကကြည့်ရင်သူတို့တွေအကုန်လုံးကိုကိုကိုမြင်ရတယ်မဟုတ်လားမီးရွတ်ဖက်ပြီးလို့9မိနစ်လောက်ကြာတော့ဥပါဒာကြီးကတစ်ချက်ပန်းလိုက်တယ်ပါဇက်ကိုလက်နဲ့ကာပြီးတော့တဝါဝါတန်းနေဟဲ့ညီးပညာတွေကလည်းမပြီးသေးဘူးလားငါမှအိတ်တော့အိတ်ချင်လာပြီဥပါဒာကြီးကဘာမှမဖြစ်ပေနဲ့မီးအေးကတော့ဇောကျွေးတွေပြန်နေပြီနဘူးကစီးကြနေတဲ့ချွေးတွေဆိုတာမြင်မကောင်းဘူးဗျာမီးပြားမှလည်းချွေးတွေကိုတီးနေတာပဲမီးကသူ့မှာမိသေးကိုလှည့်ကြည့်လိုက်တယ်ဆိုလိုချင်တာကတော့ညီမမနိုင်တော့ဘူးအမားလှုပ်တော့ဆိုတဲ့သဘောပေါ့မိသေးကတော့ခအေးပဲသူရွက်ထားတဲ့ခံတောင်းကလေးကိုမြေကြီးကိုချလိုက်တယ်ပြီးတော့မှခေါင်းပေါ်ကခေါင်းဘူးကိုကန်လိုက်တယ်ခေါင်းဘူးဆိုတာကတော့ခေါင်းမနာအောင်လို့ခွေပြီးခံတဲ့အဝတ်စားလေးပါအဲ့ခေါင်းဘူးကိုပစိုးကွက်လိုမမဲကြီးပြနောက်ပြီးတော့ဘာမပြောညာမပြောနဲ့အဲ့ဒီခေါင်းဘူးနဲ့ဥပါဒာကြီးကိုလှမ်းပစ်လိုက်တယ်ခေါင်းကလည်းအလိတ်လိုက်ကြီးပြေးသွားပြီးတော့မေသေးလက်ကနေလွတ်ထွက်ထားနဲ့မွေကြီးတကောင်ဖြစ်သွားတာဗျာရှင်းနေတာပဲမွေကြီးကလည်းအကြီးကြီးပဲလူကြီးလက်ဖြံလုံးဘက်လောက်ရှိတယ်ပါဇက်ကြီးဖြဲပြီးတော့အဆွဲတငုံးနဲ့ဥပါဒာကြီးစီပြန်ဝင်တာပေါ့ပြန်ဝင်လာတဲ့မွေကြီးကိုဥပါဒာကညာဘက်လက်နဲ့လှမ်းဖမ်းလိုက်တယ်မွေကြီးကဥပါဒာလက်ထဲလဲရောက်တော့ခေါင်းဘူးလှုပ်တဲ့ပစိုးပန်းကြီးပြန်ဖြစ်သွားတယ်ဗျလေအဝိမှာပစိုးပန်းကြီးကလည်းတပတ်ပတ်နဲ့လွင့်နေသေးတယ်ဥပါဒာကြီးကပစိုးပန်းကြီးကိုကြည့်ပြီးတော့မဲလိုက်တယ်။နင်းကောင်းမှုပစိုးဆိုကြီးငါမလိုချင်ဘူးဟာသွားစမ်းဒီလိုပြောပြီးတော့မိသေးစီကိုပြန်ပစ်လိုက်တာခုနကမိသေးလို့တလို့ပဲဥပါဒာကြီးပစ်လိုက်တော့ကပစိုးပိုင်းပဲလက်ကလွတ်တော့မွေဟောက်ကြီးပြန်ဖြစ်သွားတယ်ဗျာမိသေးလဲငုံပြီးရှောင်းတာမြန်လိုက်လို့မဟုတ်လို့တော့မွေဟောက်ကြီးကမိသေးရဲ့ငယ်လေးကိုကွက်တီပဲမွေကြီးကမိသေးကိုကြော်ပြီးတော့မြေကြီးကိုကျတော့မွေဟောက်ကြီးအဖြစ်နဲ့ရှိနေသေးတယ်ဗျာပပင်းကြီးထောင်ပြီးတော့မိသေးကိုတရှုရှုနဲ့ကိုက်ဖို့လှုပ်နေတာဗျာဘေးကကြီးတဲ့ကျုပ်တို့တော့ကြောက်လိုက်တာမိသေးကမွေကြီးကိုလက်ညှိုးထိုးပြီးတော်တော်ရွတ်ဖက်လိုက်ရတယ်အဲ့တော့မှမွေကြီးကခွေကျသွားပြီးတော့ခေါင်းဘူးအဝတ်စားကြီးပြန်ဖြစ်သွားတာပဲမိသေးကကျင်းတဲ့ပုံမရသေးဘူးဒါနဲ့ဘေးကသူခုနကချထားတဲ့ခံတောင်းကလေးကိုကောက်ယူလိုက်တယ်ခံတောင်းအပေါ်ကိုတော့ပစိုးစာတစားနဲ့ဖုံးထားလို့အထဲမှာဘာထည့်ထားတယ်ဆိုတာတော့မမြင်ရဘူးဗျာဒါပေမဲ့သူတို့ကစုံးမာတွေဆိုတော့မကောင်းတာတခုကိုဝှက်ယူခဲ့တာနေမှာပေါ့လေဒီအချိန်မှာပဲဥပါဒာကြီးကကိုယ့်အိတ်ကိုလက်နဲ့ပိုက်ကြားတဲ့ညှပ်ပြီးတော့လက်တစ်ဖက်ကကိုယ့်ရဲ့အဖုံးကိုဖွင့်ကိုယ့်ရဲ့တူရက်ကိုနှိုက်လိုက်တယ်နောက်တော့ထုံးဘူးလေးတွေကထုံးကိုလက်ညှိုးနဲ့နှိုက်ယူပြီးတော့အေးလူလူကိုယ့်ရက်ကိုထုံးတော်ရင်ကနေဟက်ကောင်မလေးနေတောင်းကိုဖွင့်ရင်တတိထားနော်အဲ့လိုပြောလို့မိသေးကတောင်းပေါ်အုပ်ထားတဲ့ပစိုးကိုဖွင့်ကြည့်လိုက်တာဗျပြီးတော့မိသေးကအားကနေអော်ပြီးတောင်းကိုမြေပေါ်ကိုပြစ်ချလိုက်ပြရာတောင်းထဲကနေမွေဝီးတွေထက်လာတာမနှဲဘူးဗျာအကောင်30လောက်ရှိမယ်မွေဝီးတွေကလည်းခေါင်းတွေထောင်းပြီးတော့သူတို့ညီမကိုပေါက်ဖို့လုပ်နေကြတာမိသေးကခြေဖနှောက်တစ်ချက်စောင့်ပြီးတော့တခုခုရွတ်လိုက်တော့မှမွေဝီးတွေကတဖြည်းဖြည်းပျောက်သွားကြတာဗျာမိသေးကဥပါဒာကြီးကိုစုံးပညာနဲ့မနိုင်တော့ဆဲတော်တာပဲဗျာဆဲနီးကလည်းစုံနေအောင်ဆဲတာဖေနဲ့လည်းကင်တုတ်တယ်သူ့ပစ္စည်းတွေနဲ့တိုင်းတာပြီးဆဲတာပေါ့ဥ
ဥပဒါကြီးကခဏတော့နားထောင်နေသေးတယ်ဗျာနောက်တော့မှဟက်ကောင်မနားကြီးလိုက်တာနစ်ပါဇက်ပိတ်ထားတယ်ဒီလိုပြောလိုက်တယ်ဆိုရင်ပဲမိသေးခမပါဇက်မဟနိုင်တော့ဘူးဗျာအားဆိုင်ပြီးအော်ဘင်းနဲ့ပါဇက်မပွင့်ပဲနဲ့နှုတ်ခမ်းကြီးကစစ်လျက်သားတအူးနဲ့အတန်ကြီးထွက်နေတာလေကျုပ်တော့အဲ့ဒီမှာဥပဒါကြီးကိုအရန်လေးစားသွားတာဗျာသူကဘာမှတော့ပြန်မလုပ်ရသေးဘူးနော်အေးစီစီ900စားနေတာ900ပြီးတော့မှအဲ့ဒီ900ကိုကင်ပြီးတော့မိသေးတို့ညီမကိုကြည့်ပြီးတော့ကဲနင်တို့အလှည့်ပြီးပြီဒီတခါငါအလှည့်နင်တို့ခံနိုင်ခံကြဒီလိုပြောပြီးတော့900ကိုအဲ့ဒီညီမဘက်ကိုကြည့်လေနဲ့တစ်ချက်မှုတ်ထုတ်လိုက်တယ်ပြီးတော့ဗဇက်ထဲထိုးထည့်လိုက်ပြီးတော့ဝါလိုက်တယ်ဗျာသူ3-4ချက်တော့ဝါလိုက်တာနဲ့မိအေးကနှစ်ထင်နှစ်ဘက်ကိုလက်နဲ့ပြီးပြီးအော်တော့တာပဲဗျာနောက်တော့မိသေးလဲလိုက်အော်တာပဲဆဲလုံးကတော့ဗဇက်ဖွင့်မရပေနဲ့အော်တာတော့ရတယ်ဗျဥပဒါကကွန်းဝါလိုက်မိအေးတို့ညီမကိုအော်လိုက်နေနောက်တော့ပိုအထိနာလာနဲ့တူတယ်မြေမှာလူးလိမ်ပြီးတော့ထမင်းလေးပိုင်းတော့ကျွတ်တယ်ဗျာနောက်ဆုံးတော့မိအေးကအောင်မလေးကြောက်ပါပြီဆရာကြီးရဲ့ကျမတို့ကိုချမ်းသာပေးပါကျမတို့သေးရတော့မယ်ဒီလိုအော်လိုက်တော့မှမိသေးအော်တာရက်သွားတယ်မိအေးကမပြောသေးတော့မိအေးကတော့အော်နေတော့ပဲနောက်တော့မှမိအေးလည်းမခံနိုင်တော့ဘူးနဲ့တူတယ်သူလည်းတော်တော်တောင်းပန်လိုက်မှဥပဒါကြီးကကွန်းဝါတာကိုရက်လိုက်တယ်ညီတို့မှတ်ပြီလားဒီပွဲမှာညီတို့ရှုံးတာညီတို့သိရနော်မှတ်ပါပြီဆရာကြီးကိုကြောက်ပါတယ်ပညာသည်တွေပြန်ရင်နိုင်တဲ့သူကဘာလုပ်ရသလဲဟိမီးတို့ညီမောက်မှာမြေမှာဒူးလီတွေထောက်ပြီးတော့နိုင်တဲ့လူစိတ်ကြိုက်လုပ်လို့ရပါတယ်ဒီကဥပဒါကြီးကပြုံးပြီးတော့အေးကောင်းပြီငါသူများတွေကိုပညာတွေဘာတွေမဖြတ်တော့ပါဘူးနင်တို့ဒီတစ်ခါတော့လှုပ်ပေးလိုက်မယ်ဒါပေမဲ့နင်တို့ကိုငါဒဏ်ခတ်မယ်ဒီလိုပြောပြီးတော့မီးတို့အနာကိုရှောက်သွားပြီးတော့သူ့ပါဇက်ထဲကဝါပြီးသားကုန်းဘက်တွေထုတ်မီးသေးပါဇက်ထဲရောမီးပါဇက်ထဲပါခွန့်လိုက်တယ်ဟိုနှစ်ယောက်ကလည်းရှုံးနေသူဆိုတော့ဥပဒါလုံးသူများခံရတာပေါ့အေးနင်တို့ဒီနေ့ကစားပြီးတစ်နှစ်ပြည့်တဲ့အထိနင်တို့ပညာတွေကိုငါပိတ်ပင်ထားလိုက်မယ်နင်တို့3ရက်တဲ့ပညာ3ကြည်စမ်းနင်တို့ဘာဖြစ်သွားမလဲဆိုတာစောင့်ကြည့်ကြပြီတော့မလုံရဲပါဘူးဆရာကြီးရှင်အေးနင်တို့လည်းခြေကောင်းလက်ကောင်းတွေပဲယူသားသားလောက်ကင်စားကြစမ်းမှာထမင်းမငတ်ပါဘူးသွားကြတော့နောက်ဆိုနင်တို့အတန်ကိုငါမကြားချင်ဘူးမိသေးကခေါင်းမူကြီးကိုကောက်ခံတောင်းနဲ့ထည့်ပြီးတော့ခံတောင်းကလေးကိုပိုက်လိုက်တယ်ဗျာနောက်တော့သူတို့ညီမ2ယောက်ခက်ကုတ်ကူလေးနဲ့ရွာကနေပြန်ထွက်သွားကြတယ်ကျုပ်တို့ဆိုရင်အတန်တော်ထွက်ရဲတာမဟုတ်ဘူးအခုသူတို့ပြန်သွားမှဥပဒါကြီးကွာဆိုပြီးတော့အော်ဟစ်လိုက်ကြတာဥပဒါကြီးကတော့အေးလူပဲကိုယ့်ရဲ့ကလေးပိုက်ပြီးတော့ရွာထဲကိုပြန်ဝင်သွားတယ်ဗျာကျုပ်တို့လည်းပေါက်ကုန်းမှာကြာမနေရဲတော့တာနဲ့ရွာထဲကိုပြန်ပြေးကြတာပေါ့ဗျာဒီတဲ့ရွာထဲကိုပြန့်သွားတော့တချို့ကလည်းဥပဒါကြီးကိုကြောက်ကြတယ်ကျုပ်တို့ကတော့မကြောက်ပါဘူးမီးတို့ကိုစော်လိုက်တဲ့ဥပဒါကြီးကိုသူရဲကောင်းကြီးလို့တော့ထင်သွားတာဗျဥပဒါကြီးကလည်းခယူးယူးပဲနေပါတယ်မိုးလင်းပြီဆိုရင်တောင်းကြီးတန်းထားပြီးတော့လေယာသုံးကရိယာတွေယူလေကိုဆင်းတော့တာပဲပါဇက်ကလည်းလေကလေးတချုံချုံနဲ့ချုံရင်ချုံဒါမှမဟုတ်ရင်ကုန်းကြီးမြုံလို့လမ်းမှာတွေ့တဲ့သူတိုင်းကိုပြုံးပြရီပြသွားသေးတာကဒီနေ့တော့ဥပဒါကြောင့်ဒီလောက်နဲ့ပဲရက်လိုက်ကြအောင်ပါစာရေးဆရာအခါစော်နဲ့နားဆင်ကြတဲ့မိတ်ဆွေတွေအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာကြံရှိနေတဲ့အပိုင်းတွေကိုလည်းနောက်ရက်တွေမှာဆက်လက်တင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်အားပေးကြပါအောင်ခင်ဗျာ